မင်္ဂလာပါကျွန်တော်နာမည်ကတော့ဂွေးကြီးလေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီမှာတက်1ဘလော့လေးစောက်ပြမှာဖြစ်ပါတယ်1ဘလော့ကD50စောက်ပြမှာပါကိုD50ဆို16မပြောတော့အေးတက်နေတယ်ဟုတ်တယ်အေးတက်နေလိုက်ရတာပါပြီတတလေးတူးပါဖြစ်ပါတယ်တတတူးရမှာပါကျွန်တော်ဂိမ်းဆော့နာဖြစ်ပါတယ်ကျွန်တော်မြေကြီးရဲ့တက်တာတွေများစွာရနေပါတယ်ဖေးကျွန်တော်တူးနေပါတယ်တူးနေတဲ့အချိန်ပဲပြုတ်ကြမလို့ဖြစ်သွားပါတယ်ဒါမဲ့မပြုတ်ကြပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်ချိုးလို့ပါကျွန်တော်ကစကေးကမရသေးပါဘူးဗျာကျွန်တော် joy ပါကျွန်တော်စကေးမရသေးပါဘူးခင်ဗျာကျွန်တော်စကေးမရသေးပါဒီမင်းအပြီးစကေးမရသေးဘူးခင်ဗျာစကေးမရသေးတော့လဲစကေးလည်းမရသေးပါဘူးဒီချက်ပဲမြေချက်ပဲဘရိုရေမြေချက်ပဲ go 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 okay ရပါပြီတဘလို့နဘလို့သုံးဘလို့ဒီလာဝတ်ဖတ်တူမရလုံးမလားချဲနိုင်တော့ချဲမရနေရာချဲနိုင်တော့ချဲမရမယ်ပတိုတိုရေပတိုတိုရေနေရာချဲနိုင်တော့ချဲနေရာချဲနိုင်တော့ချဲမရချဲနိုင်တော့ချဲမရဘင်းကအတန်လေးရောတိခံမကြည့်ပြီဘူးမြစ်တာရက်ခတော့ဘီစကုမှုလေး try အောင်ဟာမဝင်ရောက်သွားတယ်ဆက်ရပါအောင်ဗျာပုံစံတဘလို့တော့ညာတော်ဆိုးနေသက်တာမပြီးတော့ငါတက်တာမပြီးငါမချင်တော့ဘောနေရတဲ့ချက်ရတော့ချင်တယ်တော့ခဏချက်လို့လည်းနည်းနည်းပို့နေဒီကြီးကနောက်ပိုင်းကျရှားလာတာကြောင့်တက်တာလေးနဲ့သုံးပိုင်းရမယ်တက်တာလေးယူလိုက်တော့ဒီတိုင်းမြင်တော့အဘိပရိပဲချလိုက်မယ်ဟုတ်ကြရဲ့ဆက်ပြားလေးခွက်လိုက်မယ်နောက်ကြရင်ဒီကဖရမရတော့တာသိမလားအမတက်တာနဲ့ရှိတယ်ရော့ကူလို့လဲရအောင်ကျွန်တော်နေကူလိုက်ဆက်ပြားလေးလက်ခင်အောင်ဒီနာအတန်ကြီးရောတီးရမကြည့်လို့ဘူးဆိုတော့အမခံပါလေဒီလည်းမကြည့်ပြကြပါဦးကျွန်တော်လူတက်ချင်လို့ပါကျွန်တော်ရဲ့အတန်လည်းတီးခံမကြည့်ပြကြဘူးပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများရဲ့အမြင်မှာကျွန်တော်စောက်ယူပြီးပြနေတယ်ကျေးဇူးတင်ပါတယ်သူများရဲ့အမြင်မှာတော့ငါတောက်ယူပြီးသူမရဲ့အမြင်မှာတော့ငါသူရဲ့ကောโอเคစက်တူပါဗျာလားမသိဟုတ်တာလားမသိမဟုတ်ဘူးဟေးကွေးစီမငါဒူးတော့ရတာလားတူးမကွာကြာမြေကြီးတွေပဲပေးတယ်ငါနွားမှမဟုတ်တာဟာမမရဲ့မောင်လေးမင်းတို့လို့မဟုတ်တားရီများတယ်ကွာတက်တားဆိုတော့ဘာလို့မလို့သေးဘူးကမလို့ရတော်တယ်လုံးကွာရရဟာနဲ့စကူလို့လိုက်အေးပြပါအေးစကန်ဆိုရင်တော့
စင်ပြီးပါဘုန်းနဲ့ is အိုးဓမ္မတူပြန်ပြီ is နဲ့ကြမှာအဲ့စစ်သားမပေါ့စင်ပြီးဒီဟာတူအေးပါကွာစစ်သားရှားလာတယ်မောင်တို့လေးပဲတူရောမောင်ကျွမ်းရတူးနေပါတယ်ခင်ဗျာတန်လေးတော့ဝင်နေပါတယ်ကြားရကွာလက်တီနဲ့ထိုးခွဲတော့ I am is တကယ်အရင်ကြည့်ကို let's go တူးမယ်ဟိုင်လေဒါဆိုတာတူးမိကြီးတော့လည်းနဲ့တူးဟာတော့သူမနဲ့မင်းတို့ပဲဖြစ်တန်းခဲ့ပါတယ်ဟိုတချင်းအောင်တရိယာမိတယ်ဘိုးကလည်းမလင်းသေးဘူးလားကွာအိမ်လိုလည်းမရဘူးဟေးအေးတော့မလို့တော့ဆက်တူတကြံတော့တချင်းအန်ကြီးရဲ့အဲ့ဒီချင်းဘိုးကလည်းမလင်းသေးဘူးလားကွာရှေ့စပန်းနေပါတယ်အဲ့လိုကောင်းဘေးကနေစားဖို့ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အတိုင်းပါပဲအလေcross ရှေ့ပလန်ဆုံးလာနော်ဒီတိုင်းဖွင့်လာဆိုဒီတိုင်းပြေးတာဘုမေကောင်မရလို့မမမောင်လေးပေါ်လာပြီငါတင်ချင်းခေါင်းเนี่ยမမမောင်လေးဆိုတဲ့အတိုင်းပဲအုံနောက်သိတော့မရှိကြက်ကအိမ်နာထဲမှာရောက်ငါတင်ချင်းမှာနေရာကျက်ပြီးတော့ခေါင်းဆင်းတော့ဟာနောက်မှကောင်းကနောက်မှတက်မှုပေါ့တန်ကြီးနောက်ကျမှကောင်းမှုထားဟုတ်တယ်တော့ပြန်တော့ဘလို့ဒီလိုခွာဘာကမပြီးရတော့လေတိုင်းကြီးခံကြည့်ရကြဖို့အတွက်ငါတာရက်ခါဘလို့တွေအများကြီးရလာစလက်တွေအများကြီးတော့မှာရဟာမကလည်းမလေးတူလာကွာအဲ့လိုလဲမရဘူးဟေးမမမောင်လေးဘယ်လိုလုပ်ပြီးကောင်းမလဲမမမောင်လေးဆိုတဲ့အတိုင်းပဲဝမဲဆိုပြီးတော့ကောင်းဘယ်လိုထိုင်းကောင်းညီကြီးလေးနဲ့ကောင်းနေရာလေးပေးပါကောင်းနေရာနဲ့ကျင်းနေပြီပေါ့ကောင်းနေချင်းနေရာနေပေါ့ကွာဥပါရှင်းနေမှာအဲ့လိုအတိုင်းအိုလို့လာမသိတရေတော့မချောင်းတော့ဟရာမောမတဲ့လမ်းတော့လမ်းဘလို့မှာကြောက်ကျေးဇူးပါနွားရလို့အိုနွားလို့အိုဟဲ့လားချစ်နိုင်ပါလေဘယ်တော့မှရကလို့မဟုတ်ကူကတော့မင်းတို့တူမလို့ပဲပြောင်းနေသွားပြီမောင်လေးဒီဘက်ထားတာမှရမယ်ကောမမရေဝင်နေဝင်ပြီးတဲ့နောက်ပိုင်းကောနည်းယူနေပြီငါ့နဲ့ချရင်ချလောက်တွန်းချတာအဲ့တွေးငါတကယ်ကြီးမမရဲ့မောင်လေးကပြုတ်ကြလို့မရအောင်နော်ပြုတ်ကြငါတော့ကျတော့အေးတောက်သွားလို့သူကအသက်ရှင်ရမယ်အေးတောက်သွားလို့နည်းဟောပြုတ်သွားတာဟိုတကယ်အသက်ရှင်မှရဟုတ်ငါစမပြီးဘူး
အဲ့တူ